တိထားမိဘူးလားတချို့လူတွေကစိတ်ဖိစီးနေချိန်မှာအေးအေးဆေးဆေးနေကြသလားဘာလို့သူတို့စိတ်တွေငြိမ်နေတာလဲဘဝကခက်ခဲနေရင်တော့ဒီနေ့တော့မင်းကိုမျှဝေချင်တာဗုဒ္ဓဘာသာပညာတစ်ခုအဲ့ဒါကမင်းရဲ့စိတ်ကိုမတုံမလုံးဖြစ်စေနိုင်တယ်မြတ်စွာဘုရားသင်ကြားခဲ့သောအတတ်ပညာဒါပေမဲ့လူတော်တော်များများကလေ့ကျင့်ဖို့မင်းနေကြတယ်ဒါကိုလေ့လာရင်သင်ဘဝသည်တူညီမီမဟုတ်ပါအပိုင်းတစ်ပေအရာကစိတ်ကိုပြောညံ့စေတာလဲငါတို့စိတ်တွေမကောင်းဘူးဒါမှမဟုတ်အတွေ့အကြုံမရှိလို့လားငါတို့စိတ်တွေပြောညံ့လာတယ်ကျွန်ုပ်တို့တုံ့ပြန်မှုမြန်ဆန်လွန်းသည်ကျွန်ုပ်တို့သည်ဒေါသကြောက်ရွံ့မှုစိတ်ပြတ်မှုနှင့်ဆန္ဒများကိုခွင့်ပြုသည်အဲ့ဒါကိုမသိသေးခင်မှာကျွန်တော်တို့ကိုထိန်းချုပ်ဖို့ပါမြတ်စွာဘုရားမိန့်တော်မူသည်ကချက်ချင်းတုံ့ပြန်တဲ့စိတ်ဟာဝိညာဉ်ခံစားရတဲ့စိတ်မင်းဘဝအကြောင်းတွေပါမင်းဒေါသကဘယ်နှကြိမ်လောက်ပူဆိုးသွားတာလဲမင်းရဲ့အကြောက်တရားကမင်းရဲ့အောင်မြင်မှုကိုဘယ်နှခါတားဆီးခဲ့လဲအခွင့်အလမ်းတွေဘယ်လောက်များအောင်တွန်းပို့ခဲ့လဲမင်းရဲ့စိတ်ခံစားချက်တွေကိုထိန်းချုပ်ထားလို့လားဒါကမလေးကြည့်ရသေးတဲ့စိတ်ရဲ့သဘောတဘာဝပါအပိုင်းနှစ် The one skill mindful past တင်လို့အပ်သောအစွမ်းထက်သောဗုဒ္ဓဘာသာအရေးချင်းကိုခေါ်ဆိုသည်ခိတ္တရက်ပါအတန်ကရိုးရှင်းပါတယ်ဒါပေမဲ့ဒါဟာဘဝအတွက်အပြောင်းလဲဆုံးအလေးထားတစ်ခုပါပဲမြတ်စွာဘုရားကတပည့်တော်ကိုသုံးဖို့တိုက်တွန်းတဲ့သူတို့ဘဝရဲ့အခိုက်အတန့်တိုင်းမှာ mindful past ဆိုဒီမှာတုံ့ပြန်ခြင်းမပြုမီတင်သည်နှစ်စက္ကန့်မြရက်ပါစကားမပြောခင်တစ်ချိန်အသက်ရှူပါမတုံ့ပြန်ခင်မင်းစိတ်ထဲရှိတာကိုမင်းတတိထားမိတဲ့ထိုခဏတာခိတ္တရက်သည်ဒေါသလောဘကြောက်ရွံ့မှုနှင့်စိတ်ရှုပ်ထွေးမှုတန်ကြိုးကိုချိုးဖျက်သည်ယင်းသည်တင့်အားထပ်မံထိန်းချုပ်ပေးသည့်ဉာဏ်ပညာကိုဝင်ရောက်နိုင်စေတဲ့အပိုင်း၃ခိတ္တရက်ချင်းကမတုံလုံးနိုင်သောစိတ်ကိုဖန်တီးနေသည့်ခိတ္တရက်နာခြင်းကိုနေ့တိုင်းလေ့ကျင့်တဲ့အခါဒေါသကပူပြောလာတဲ့အကြောက်တရားကထိန်းလို့ရတဲ့ overthinking သည်တိတ်ဆိတ်လာသည့်ဆုံးဖြတ်ချက်များပုံမရှင်းလင်းလာသည့်ပေါင်းတင်ဆက်ဆံရေးပူကောင်းလာမယ်ဘဝသည်ပေါ့ပါလာသည်ဘာကြောင့်လဲစိတ်အားထက်သန်မှုများကြောင့်တင့်အားမထိန်ချုပ်နိုင်တော့ပါတင့်အားအတိတရားဖြင့်ထိန်ချုပ်ထားသည်မြတ်စွာဘုရားကဒီလိုပြောခဲ့တဲ့လေ့ကျင့်ထားသောစိတ်သည်တင်၏အကြီးမြတ်ဆုံးသောအကာအကွယ်ဖြစ်သည်လူတွေကမင်းကိုအော်ဟစ်နေရင်တော့တင်ကဒေါသထွက်မီမဟုတ်ပါဘဝကမင်းကိုစိတ်ပြက်စေတဲ့အခါတင်စိတ်ကြလိမ့်မည်မဟုတ်ပါစိန်ခေါ်မှုတွေများလာတဲ့အခါခိုင်ခန့်တဲ့ငြိမ်းချမ်းတဲ့တည်ငြိမ်တဲ့အဲ့ဒါကိုဆိုလိုတာပါမတုံလုံးနိုင်သောစိတ်ရှိရန်အပိုင်းလေးယနေ့မှစတင်၍လေ့ကျင့်နည်းအခုချက်ချင်းစတင်နိုင်တဲ့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုပါတယ်စကားမပြောမီအသက်တစ်ချက်ရှူပါဒါကဒေါသထွက်နေတဲ့စကားလုံးတွေကိုရပ်တန့်စေတဲ့ဆက်ဆံရေးကိုတက်တာစေတဲ့နဲ့တင့်အားစိတ်အနှောက်အယှက်ဖြစ်စေသောအခါခိတ္တရက်ပါတိတ်တိတ်လေးပြောပါဒါကမင်းကိုခွန်အားပေးတဲ့စိတ်ခံစားမှုမဟုတ်ဘူးသုံးစိုးရိမ်စရာများပေါ်လာသောအခါတင့်ခန္ဓာကိုယ်ကိုသတိပြုပါရင်ဘတ်တွေတက်လာတာကိုခံစားရတယ်မင်းချီထောက်တွေကိုမြေကြီးပေါ်မှာထားလိုက်ပါဒါကမင်းကိုပစ္စုပန်ကိုပြန်ရောက်သွားစေတယ်လေတစုံတစ်ယောက်ကတင့်အားဝေဖန်သောအခါချက်ချင်းမတုံ့ပြန်ပါနဲ့မင်းစိတ်ကိုအရင်ရှင်းပါစေဉာဏ်ပညာသည်ငြိမ်သက်ခြင်းမှလာ၏များများလေ့ကျင့်လေတင်ဤခိတ္တရက်သည်ကြာလေးလေးဖြစ်သည်ခဏရက်ထားလေးလေးတင်စိတ်အားကောင်းလေးလေးတစ်နေ့မှလူတစ်ယောက်ကဗုဒ္ဓကိုစော်ကားတဲ့အော်ဟစ်ပြစ်တင်ဝေဖန်သို့သောမြတ်စွာဘုရားသည်ငြိမ်သက်စွာတည်ရှိနေ၏လူကရက်လိုက်တာမြတ်စွာဘုရားကနုညံ့သိမ်မွေးစွာမိန့်တော်မူပါတယ်လူတစ်ယောက်ကမင်းကိုလက်ဆောင်ပေးရင်ပြီးတော့မင်းလက်မခံဘူးဘသူပိုင်လဲထိုလူကပေးတော်သူအားဟုပြန်ပြော၏မြတ်စွာဘုရားကပြုံးပြီးထိုနီးတူမင်းရဲ့ဒေါသကိုငါလက်မခံဘူးမင်းစီပြန်လာမယ်ဒါကပါဝါပဲသတိပဋ္ဌာန်ဤကျင်းသည့်တင်အားထိန်ချုပ်မှုပေးသည်ကိုငြိမ်းချမ်းရေးအပေါ်မှာဒီအရေးချင်းအခုနေ့တိုင်းလေ့ကျင့်ရင်မင်းစိတ်တွေဖြစ်လာတယ်ပိုပြီးနက်နက်လို့အေးဆေးပညာရှိနှောက်ယှက်ရခတ်သည်တတပြောက်ကွင်းလွယ်သည်လူတွေကသတိထားမိလိမ့်မယ်သူတို့သည်တင့်အနည်းတွင်လုံခြုံသည်ဟုခံစားရလိမ့်မည်မင်းရဲ့ဆုံးဖြတ်ချက်တွေတိုးတက်လာမယ်တင့်ကျမ်းမာရေးကောင်းမွန်လာမယ်မင်းရဲ့ဆက်ဆံရေးတွေတိုးတက်လာမယ်ဒါဗုဒ္ဓဘာသာအရေးချင်းတစ်ခုပဲတင့်ဘဝတစ်ခုလုံးကိုအမှန်တကယ်ပြောင်းလဲစေနိုင်ပါတယ်မနှက်ဖြန်မဟုတ်ဘူးဒါပေမဲ့ဒီနေ့ကစပြီးဤတုံတင်ချက်သည်တင့်နှလုံးကိုထိမိစေလျင်ယနေ့သတိပဋ္ဌာန်ကိုလေ့ကျင့်ပါအသက်ရှုတစ်ချက်သာခဏလေးသတိတရားတစ်ခုတင့်ဘဝကိုပြောင်းလဲပေးနိုင်ပါတယ်ဒါကိုမြတ်စွာဘုရားကတင်ပေးတယ်မတုံမလုသောစိတ်ကိုတိဆောက်ရန်နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်စိတ်အေးချမ်းသာသာစင်ကြင်ဉာဏ်နှင့်ခိုင်ခန့်ကြပါစေ